10 8 လ 26တနင်္လာနေ့ရနေတောက်ကြနေ့ဒီလူဒီခံမှန်စရာလေးပေါ့ဗျာကျွန်တော်မြင်တာလေးကိုညှဝေပြီးခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာက4 1လို့ကနန်းတူထောက်လို့3 4လို့ရိုက်တယ်အဲ့ဒီမှာ3 4လို့ရိုက်ခြင်းကြောင့်သူ့ရဲ့ညာဘက်မှာ3 ပရိတ်4 8လို့12 3 ပရိတ်နဲ့12 ပရိတ်4 8လို့ထောက်လို့96က96လို့တက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုကြီးလူပဲသူ့ရဲ့ထွက်ကွက်ခုလာမဲ့ထွက်ကွက်ရဲ့ဘေးမှာတပင်ကျော်မှာပေါ့ဗျာဒီမှာဟိုက14 14ဒီက43မှု14လို့တခါဘက်ပြန်ပေါက်ထားခဲ့တာဖြစ်ပါတယ်ဒါကျွန်တော်14မှာပေါက်ခဲ့တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ညာဘက်တပင်ကျော်ကိုကြည့်တဲ့အခါမှာဒီမှာ3 ပရိတ်ဟိုက6 ခွန်ဒီက30ဖြစ်တယ်48ဟိုက84ဒီက48ဖြစ်ခြင်းကြောင့်3 ဘူးက3 ဘူးလို့ဇောင်းထုတ်တက်နိုင်တယ်လို့မြင်တာတစ်ချက်အဲ့တော့နောက်တစ်ချက်ကသူကဒီမှာဗုဒ္ဓဟူးရှစ်ထိပ်ဒီရှစ်လူပူးလို့သူ့ရဲ့တုံညလို့လှမ်းပိတ်တယ်10 ကဏ္ဍလို့ဖြစ်လို့သူ့ရဲ့ထောက်မှာဒီကဏ္ဍနဲ့ဒီကဏ္ဍနဲ့ပေါင်းခြင်းဒီရှစ်ပရိလို့ရိုက်တယ်ရိုက်တဲ့အချိန်မှာသူ့ရဲ့ပေါ်ကအင်္ဂါမနေ့ကဏ္ဍဒီတပင်ကျော်ကိုခုံထားတာဖြစ်ပါတယ်20လို့ခုံထားတာဖြစ်တယ်အဲ့ဒီမှာဒီမှာလဲရှစ်ထိပ်ဒီဗုဒ္ဓဟူးရှစ်ထိပ်ဒီရှစ်ဘူးလို့သူ့ရဲ့တုံညဒီ10 ကဏ္ဍဒီတုံညလို့လှမ်းပိတ်တယ်ဒီမှာရှစ်ပရိဖြစ်အောင်10လို့တုံည1လို့ထိုးသွားတာဖြစ်တယ်ကျွန်တော်ဒီပွဲမှာလဲမိခဲ့ပါတယ်အဲ့ဒီလိုဖြစ်လို့သူ့ရဲ့အင်္ဂါမနကဏ္ဍဒီက3 ဘူးဖြစ်နေတာဟိုက20ဒီကတပင်ကျော်ခုနေတာတစ်ချက်3 ဘူးလို့ဆက်ပြတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်3 ဘူးကဒီမှာသူကခွန်လို့နေရာမှာဇောင်းတောင်နဲ့ခွန်ပြီး8လို့နောက်ပိတ်မှာတပင်ညာဘက်မှာဆင်းတယ်8လို့ဖြစ်တော့ဒီကထိတ်တူလို့ရိုက်တယ်ဒီက6 ပရိတ်မို့ခွန်ပရိတ်လို့တပွန်ကြီးပြီးခံလို့60ကတပင်ကျော်မနေ့ကမှ60လို့ခုံထားတာဖြစ်တယ်အဲ့တော့ဒီမှာလဲထုံနည်းတူပဲသူက3 ထိတ်လို့ရိုက်တယ်ဒီကခွန်ကနေရာမှာခွန်ဖြစ်ပြီးတော့ရှစ်ဒီလည်းနေရာမှာထည့်ထားတယ်အဲ့ဒီမှာဒီမှာခွန်ပရိတ်ဖြစ်တဲ့6 ပရိတ်ကိုထောက်ထားလို့3 ဘူးက3 ဘူးလို့ခုံနေတာတစ်ချက်ရှိတယ်အဲ့တော့ညာတစ်ချက်အဲ့တော့ဒီပွဲမှာသူကပြန်ကြနေများမယ်လို့ကျွန်တော်မြင်ပါတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့ဖရင်ကျော်ကိုလိုက်တဲ့အခါမှာ9 နှစ်တဲ့9 နှစ်လို့ဒဲထောက်ခြင်းကြောင့်10 နှစ်ဒီ10 နှစ်လို့ကြတာပရိအင်္ဂါညနေကဏ္ဍဒီတောက်ကြကိုပြန်ကြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲထုံနည်းတူရဲ့9 နှစ်ကတဲ့9 နှစ်ဒီ9 တစ်လို့ဖြစ်တယ်ဒါကြောင့်သူ့ရဲ့ညာဘက်မှာအင်္ဂါညနေကဏ္ဍ60ဒီတုံညာ6လို့ပြန်ကြခဲ့တာဖြစ်ပါတယ်ဒီပြန်ကြပွဲမှာကျွန်တော်တက်တော့မှတင်ခဲ့ပါတယ်ဒီနေ့ညနေမှာပြန်ကြထိုးပါလို့90ကိုမိန်းထထိုးခိုင်းတာဖြစ်ပါတယ်60ကရန်ခိုင်းလိုက်ခဲ့တာတကယ်တော့တုံညာ6ကပြန်ကြတော့တာဖြစ်ပါတယ်အဲ့ဒီလိုဖြစ်တယ်အဲ့လိုပြန်ကြတဲ့အချိန်မှာသူ့ရဲ့အောက်ကိုသွားတဲ့အခါမှာပြန်ကြတဲ့အောက်မှာ1 2 3 4 5 6 9 10 11မှာတဲ့3 4လို့ပြန်တယ်အပူထတ်တယ်1 နှစ်လို့သွားတယ်တဲ့အဲ့ဒီတော့သူလေးတို့အဲ့ဒီမှာဒီ9 နှစ်9 တစ်ရဲ့ဘေးက60ဒီ36လို့ပြန်ကြလို့1 2 3 4 5 6 9 10 11မှာကဏ္ဍနီထပ်နိုင်တယ်ကဏ္ဍနီပြန်ကြနိုင်တယ်လို့တစ်ချက်တွေ့ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်ကဒီမှာ4 ဘူးဆိုတဲ့ site ကိုကျွန်တော်ပြမှာဖြစ်ပါတယ်ဒီမှာဒီက29လို့ရှိတယ်ဗုဒ္ဓဟူးညနေမှာ29လို့ရှိလို့2 ပဋိ3 ည2လို့ဖြစ်လို့အတွန်းတူ9 ပိတ်တယ်9 ပိတ်လို့9လို့ဇောင်းခတ်တယ်လုံးလို့ဇောင်းခတ်ခြင်းကြောင့်တစ်လုံးနဲ့တော့ထိတ်ဒီအပူလို့ထွက်ပေးရတာတစ်လုံးတော့ထိတ်ဒီအပူလို့ထွက်ပေးတာဖြစ်ပါတယ်ဒီဘက်မှာ29ထောက်တယ်အဲ့တော့
ဒီမှာနှစ်9လို့ထောက်ထားတယ်နေရာမှာထောက်ထားပြီးတော့ဟိုက3ညနေ120ဖြစ်ပါတယ်အတွန်းတူ9ပိတ်တယ်ခွန်လို့လည်းဇောင်းထိုးပါတယ်အဲ့ဒီမှာတလုံးလုံးထိတ်ဒီကြတာပရင်းညနေမှာ4ဆိုတဲ့တလုံးနဲ့ထည့်ခြင်းကြောင့်ဒီနောက်ဘွဲမှာ4ဘူးကြာနိုင်တာတစ်ချက်နောက်တစ်ချက်ကဒီမှာခွန်964လို့ဇောင်းထိုးတယ်ဇောင်းထိုးတဲ့အချိန်မှာသူ့ရဲ့ညာဘက်ကိုတွားတဲ့အခါမှာ1 2 3 4အောက်ကိုဆင်းခဲ့တဲ့အခါမှာဗုဒ္ဓဘုမှာ4တက်လို့ခံတယ်4တက်ရဲ့ဒီပင်ကျော်မှာတုံညာတက်လို့ပေါက်တာဖြစ်ပါတယ်အဲ့ဒီတုံညာတက်ကတုံညာခွန်လို့ပြန်ထားတာဖြစ်တယ်အဲ့ဒီတုံညာခွန်ကဘယ်ကလာတာလဲလို့ဆိုရင်ခွန်964 53လို့ဇောင်းခတ်တဲ့ကြားကတုံညာ6ကတုံညာခွန်လို့လှမ်းပေါက်တယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီလိုဒီမှာလဲခွန်964လို့ဖြစ်ချင်းကြောင့်သူ့ရဲ့ညာဘက်ကိုသွားတဲ့အခါမှာ1 2 3 4အဲ့ဒီမှာ4တက်လို့တစ်ခါပြန်ခံပြီးမှသူ့ရဲ့တပင်တော်မှာတုံညာတက်လို့ပေါက်ခြင်းဖြစ်ပါတယ်အဲ့ဒီတော့သူ့ရဲ့ထောက်မှာပြန်မှာကခွန်6ခွန်964 53လို့ဇောင်းခတ်တဲ့43က44လို့ပေါက်နိုင်တာတစ်ချက်ရှိပါတယ်အဲ့တော့ရှစ်ပရိတ်လို့ပြနေတာဖြစ်ပါတယ်ကျွန်တော်ရှစ်ပရိတ်ရမယ်အဲ့တော့ဒီတုံညာတက်ကဘာကြောင့်ချသွားတာလဲဆိုရင်သူကဒီဆိုင်နဲ့သူအလုပ်လုပ်သွားခြင်းဖြစ်ပါတယ်သူက3ဒီ3လို့ပိတ်တယ်ပါဝါလို့ထိရိုက်ပြီးမှပါဝါဟာအောက်ကကြီးခြင်းကြောင့်ဒီအထောင်က6ခွန်ကညနေမှာ6ခွန်လို့ရိုက်ခြင်းဖြစ်တယ်အဲ့တော့ထိုနည်းတူပဲဒီမှာအပိတ်ကခွန်လို့ပိတ်တယ်3ဒီ8ပါဝါလို့ရိုက်ခြင်းကြောင့်လုံည1ဆိုတဲ့အထောင်ကလုံည1လို့ရိုက်သွားတာဖြစ်တော့သူ့ရဲ့အောက်မှာလုံည1လို့တခါပြန်ရှိနေတာဖြစ်တော့ဒီမှာဇောင်းထောင်တာကလုံည1ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ဒီဇောင်းထောင်တာဒီက9လုံးဖြစ်နေတာဖြစ်တော့အဲ့တော့ဒီမှာရှစ်ပရိလို့ဖြစ်နိုင်တယ်လို့ယူဆတယ်4ဘူးလို့ယူဆတာပေါ့ဗျာသူ့ရဲ့မက်တာလိုင်းကိုပြန်ကြည့်တဲ့အခါမှာဒီမှာကျတာပရိနေ့မနေ့မှာ3တက်လို့ဒဲရှိချင်းကြောင့်4ဘူးထိုးတယ်တဲ့ဒီကလန်နာတစ်ချက်လုံးမှာ3တက်စာ2ချက်ပဲတွေ့တယ်အဲ့ဒီမှာ4ဘူးလို့သူထိုးနေတာတစ်ချက်နောက်တော့ဖရင်ကိုပြန်ချုပ်တဲ့အခါမှာသူကနောက်ထပ်ကဘယ်လိုချုပ်တယ်လဲဆိုလို့ရှိရင်ဒီနှစ်တလုံးကတို့လေးအားကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လို့ဆိုရင်ဒီမှာတို့ကကိုလုံးလို့စနစ်ပရိစီကျော်လို့သူကနေဒီနှစ်3ဆိုပြီးတော့သွားတဲ့အခါမှာဒီနှစ်ဘုဒ္ဓဟူးဒီနှစ်ကနင်းလာဒီနှစ်လို့ကြပြီးကြတာပရိကိုဒီနှစ်လို့ရိုက်ပြီးမှသူ့ရဲ့အောက်မှာ15လို့ပိတ်ထားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာထွက်ကွက်မှာစနစ်ပရိဖြစ်တဲ့ခွန်5ရိုက်ခြင်းကြောင့်သူ့ရဲ့တပင်ကျော်58က15လို့ခုံနေကြတာပရိကို30လို့ပြန်ခုံခြင်းကြောင့်ဒီဘွဲမှာ1နှစ်လို့ကြားမယ်ဆိုပြီးလိုက်ခဲ့တာ1နှစ်ကမချခဲ့သေးဘူးဖြစ်ပါတယ်အားကြောင့်1နှစ်ကအကျွေးချံလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီမှာ1နှစ်ကဘာကြောင့်ကြိုက်တာလဲဆိုရင်အတွန်းမှာဘူးဖြစ်တဲ့1နှစ်လို့ထဲခွာတယ်အဲ့ရတပင်ကျော်မှာ1နှစ်လို့ရိုက်တယ်အဲ့တော့ဒီမှာအတွန်းမှာဘူး1နှစ်လို့ခွာတယ်1နှစ်လို့ခွာလို့တပင်ကျော်မှာဒီခွာတဲ့1နှစ်ဟာ1နှစ်လို့ရိုက်နိုင်တာတလိုက်နောက်တစ်ချက်ကထိတ်တူရိုက်တယ်ကိုမှုတုံညလို့ကြီးတယ်ပေါင်းချင်းနောက်ပေါင်းချင်းဒီကိုဖြစ်တယ်အပေါ်ကကြီးတယ်ကြီးချင်းကြောင့်39ဆိုတဲ့အခွာဒီအောက်ထဲကို39လို့ဖြုတ်ချထားခဲ့တာဖြစ်ပါတယ်ဒီကြောက်တော့39တော့ကိုယ်တိုင်စဉ်းစားမဟုတ်ဘူးလို့ကျွန်တော်ယူဆချက်ပေါ့ဗျာအဲ့တော့ဒီမှာလဲထိတ်တူလို့ရိုက်တယ်ထိတ်တူလို့ရိုက်တဲ့အချိန်မှာ6မှုခွန်လို့ကြီးတယ်ကြီးလို့မို့အဲ့မှာသူကနောက်ထောင်ညာကိုအပေါ်ကကြီးလာတာဖြစ်တဲ့အတွက်အခွာ1နှစ်က1နှစ်ကိုတပင်တော်မှာလှမ်းပေါက်နိုင်တာတစ်ချက်ကြောင့်ကျွန်တော်ဒီနှစ်ဒီဘောထဲမှာ1နှစ်ဟာ main ကြိုက်တာဖြစ်ပါတယ်အဲ့တော့3ဘူး4ဘူး1နှစ်လို့တွေ့နေတာဖြစ်တယ်နောက်ထပ်တစ်ချက်ကဒီမှာက40ကတဲ့40လို့ဇောင်းထိုးတာတနေ့နာလေးညနေဒီတောက်ကြနေမနေ့ခင်းကိုဇောင်းလှမ်းထိုးတာကန်ကူလှမ်းထိုးတဲ့မှာဒီတောင်းက68ကအောက်မှာ89လို့လှည့်ခံထားပြီးမှသူ့ရဲ့ညာဘက်ကိုသွားတဲ့ကံမှာ1 2 3 4 5 6ခွန်မှာ68လို့ပေါက်တယ်68လို့ပေါက်တဲ့အချိန်မှာ
လူရဲ့ဒီဇောင်းကိုပြန်ကြည့်တဲ့အခါမှာ3 4ဆိုတာလေခွန်ပရိတ်အဲ့တော့ခွန်ပရိတ်လို့လဲထားတာဖြစ်တယ်အဲ့40ဆိုတဲ့ကောင်ကလည်းသူ့ရဲ့အခြေအနေမှာတုံညာလေးလို့ပြန်ရိုက်ထားတာဖြစ်တယ်အဲ့တော့ဒီကွက်မှာထောက်ကွက်ရဲ့ဘယ်ဘက်မှာ9နှစ်လို့40လို့နေရာမှာဇောင်းထိုးထားတော့သူ့ရဲ့98နေရာမှာတုံညာ9 89နေရာမှာ8တက်34နေရာမှာ8တက်လို့ဖြစ်နေတာဖြစ်တော့ဒီမှာ9ကဇောင်းခံထားတာဖြစ်တော့ဒီ9ကလည်းဟိုကတုံညာလေး40တုံညာလေးလို့လှမ်းထားတာလည်းဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီနေရာမှာကိုပရိတ်ကအင်္ဂါနေ့ညနေကိုထိုးကျင်တာလားဒါမှမဟုတ်သူနက်ခတ်လို့ပြတာလားအောက်ကနက်ခတ်ပါနေတာဖြစ်တယ်ဒီကညီကူဖြစ်တော့အဲ့ဒီအင်္ဂါနေ့ညနေမှာကိုပရိတ်ရဲ့နက်ခတ်ရဲ့ရန်ထိုးမှာဖြစ်ပါတယ်အဲ့တော့ main ကတော့ကျွန်တော်ကတော့8တက်နဲ့5တုံးလို့မြင်ထားတာဖြစ်ပါတယ်ဒါလားဒီမနက်ကနန်းကြီးကြပြီးမှတို့ဖော်မြူလာနဲ့လိုက်ပြီးတော့ကစားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဖရင်ကဒီဘက်မှာဘာကြောင့်ပြန်ကြနိုင်တာလဲပေါ့ဗျာအဲ့ဘာကြောင့်အမှုဆောက်တာလဲကိုအရင်ပြပေးမယ်အဲ့တော့ဒီမှာ665လို့ခွေလို့665လို့ခွေလို့လုံးလို့99လို့ဇောင်းပိတ်လို့ပရိတ်လို့66လို့ဇောင်းခံလို့44ဆိုတဲ့ပရိတ်ဇောင်းထိုးလို့အပူဒီဝင်ခဲ့တာအဲ့ဒါလို့ဝင်ရင်းတော့ဒီထဲမှာအပူမရှိခဲ့ပါဘူးအဲ့တော့ဒီထွက်ကွက်ရဲ့ဘယ်ဘက်မှာ665လို့ခွေတယ်2လို့လုံးလို့ပိတ်တယ်2ပရိတ်လို့ဇောင်းခတ်တယ်6ပရိတ်လို့ဇောင်းခတ်ခြင်းကြောင့်39ဒီ20လို့ဝင်ရင်းကြောင့်သူကအပူပြောက်ခဲ့တာဖြစ်ပါတယ်အခုဒီဘက်မှာအပူလာနိုင်တယ်ဆိုတာကသူ့ရဲ့ဖရင်ကြောကဒီလိုတွေ့နေတာဖြစ်ပါတယ်ဒီမှာ35လို့ထဲရှိတယ်သူ့ရဲ့ဆောင်းကိုဆင်းတဲ့အခါမှာ34လို့ထဲရှိတယ်အဲ့ဒီ35ကနေအောက်ကနေကိုဆင်းတဲ့အခါမှာအင်္ဂါမနဲ့မှာ4နှစ်3ည2လို့3ည2 4နှစ်35 34လို့သူ့ရဲ့ဆောင်းမှာကြည့်တဲ့အခါမှာ9ဘူးပြီးတော့10ဘူးလို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ဖရင်ကလည်းဒီမှာ35 34လို့ဇောင်းထိုးထားတာဖြစ်တယ်35 34လို့ဇောင်းထိုးထားတာဖြစ်ချင်းကြောင့်သူ့ရဲ့ဒီ35ရဲ့အောက်မှာ4နှစ်3ညနဲ့3ညနဲ့4နှစ်35 34လို့သူ့ရဲ့ဇောင်းမှာ4ဘူးပြီးတော့3ဘူးလို့ထပ်နိုင်တယ်လို့ကျွန်တော်ရဲ့အမြင်မှာဒါကရှစ်ပရိရံပြီးတော့အပူဆုံးရံပြီးတော့4ဘူးကိုတင်းထိုးမှာဖြစ်ပါတယ်တနင်္လာနေ့မနေ့ကိုဒါမှသူ့ရဲ့လာယာကိုမှဘာကြတော့ရင်ဘာလာနိုင်တယ်နောက်မှကျွန်တော်တို့တွေ့ပြီးကစားမှာဖြစ်ပါတယ်ဒါအခုအထောက်စီးကြောလေးတွေကိုပြပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာနောက်က26တလုံးရှိသေးတယ်26ကတော့ဒီမှာကဘာကြောင့်လဲဆိုလို့ရှိရင်ခွန်8လို့ခွေခြင်း6ဒီခွန်ဒီ6လို့ဖြစ်ခြင်းခွန်8လို့လည်းဖြစ်လို့အဲ့ဒီမှာဒီမှာ26ရှိလို့ဒီမှာ7နှစ်ရှိထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲထိုနည်းတူပဲတော့ကမှာခွန်8လို့ဖြစ်ထားတယ်3လို့ပိတ်တယ်ဟိုက5လို့ထိပ်ဒီက3လို့ထိပ်6ပရိမှုခွန်ပရိလို့ခံရင်းရောဒီမှာ7နှစ်ရှိခြင်းကြောင့်ဒီဘက်မှာ26ဆိုတာရှိနေနိုင်ပါတယ်ဘာကြောင့်လဲသူ့ရဲ့အထောက်တွေကပြပေးရမယ်ဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့ဖရင်ကဒီမှာ5လို့ရှိလို့ဒီနားမှာ20ရှိလို့ဒီနားမှာ9နှစ်လို့ရိုက်တာဖြစ်တယ်အဲ့တော့ဒီမှာအဲ့ဒီလိုပဲတဖိုင်ရိုက်သွားတာရှိပါတယ်အဲ့တော့ဒီမှာ20ရိုက်တဲ့ line မှာပြီးတော့ဒီဒီမှာ20နေရာမှာ9နှစ်ရှိလို့ဒီမှာ20လို့ပေါက်တာဖြစ်ပါတယ်နေရာမှာဖြစ်ပါတယ်သူက5 နှစ်20လို့ဒီမှာရိုက်သွားတာဖြစ်ဒီမှာလဲ20ရှိလို့9နှစ်ထိုနည်းတူပဲဒီမှာလဲခွန်8ထိတ်တူခွန်ပရိ6ပရိမှုခွန်ပရိခံ26မှု8နှစ်အဲ့တော့ဒီမှာလဲထိတ်တူခွန်8လို့ခွေ6ပရိမှုခွန်ပရိ8နှစ်ရှိလို့26လို့ရှိနိုင်တယ်လို့ဒါကျွန်တော်ယူဆချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာအကြိုက်ဆုံးကဏ္ဍကတော့ဟောမို့ဗျာ1နှစ်
4ဘူး3ဘူး26 8တစ်တစ်နှစ်ကတော့မိန်းထဲမှာထည့်ကစားမှာဖြစ်ပါတယ်ဒါက3ဘူး4ဘူးညီကိုတနင်္လာနေ့ညနေမှာကျွန်တော်ညီကိုကြိုက်ပါတယ်တစ်နှစ်ကိုတင်ထိုးမှာဖြစ်ပါတယ်အဲ့ဒီဟိုမှာအင်္ဂါနေ့ညနေမှာသူက9ပရိရမ်းပြီးတော့နှက်ခတ်လည်းရမ်းမှာဖြစ်ပါတယ်ဒါကကျွန်တော်အကြိုက်ဆုံးကတော့အဲ့ဒီ3ဘူး4ဘူး1နှစ်26 8တစ်အဲ့ဒါလေးတော့ပဲကျွန်တော်တင်ပေးပါမယ်မှထွက်ခဲ့ရင်အားနာလို့ကျွန်တော်တို့ဒီတတိဒီကိုအားပေးတဲ့မိတ်ဆွေများအနေဖြင့်ကျွန်တော်ကိုစကတိုင်လေးလုပ်ပြီးတော့အားပေးကြပါလို့ကျွန်တော်ရဲ့စီချိုထောက်တာလေးတွေကိုလည်းအမှားလေးတွေတွေ့ခဲ့ရင်မထောက်ပြပေးပါလို့ပြောကြရင်ဒီဖိုင်လေးကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်အားလုံးကောင်းကောင်းကြပါစေ